Hello မင်္ဂလာပါ G12 Power 15 minutes channel ကနေကြိုဆိုလိုက်ပါတယ်အခုဒီဗီဒီယိုမှာကတော့ဒီနေ့ biology အကြောင်းရှင်းပြဒီဗီဒီယိုမှာ biology အကြောင်းရှင်းပြပေးသွားမှာမဟုတ်ဘဲနဲ့ဒီဆောင်းဝဲဖြည့်တဲ့အခါမှာဘယ်လိုမျိုးတွေအခုအချိန်မှာပေါ့နော်ဆောင်းဝဲအတွက်ဘယ်လိုပြင်ဆင်ရတော့မယ်ဆိုတဲ့အကြောင်းရှင်းပြပေးသွားမှာဖြစ်တယ်ခုဆိုရင်အောက်တိုဘာလရောက်လာပြီဒါပေမဲ့ဒီဗီဒီယိုစက်တင်ဘာလမတိုင်ခင်ကတည်းကတင်ဖို့စဉ်းစားပေမဲ့အကြောင်းမျိုးကြောင့်ကျွန်တော်မတင်ပြခဲ့ဘူးဒါပေမဲ့အခုတော့တင်ပေးလိုက်တော့မယ်ပေါ့နော်ဆိုတော့အခုဆိုရင်ပေါ့တချို့တွေလည်းကြိုပြီးတော့ကြက်ထားပဲရှိချင်ရှိမယ်ဒါလုံးဝရာပြီးသားသူတွေလည်းရှိချင်ရှိမယ်ဒါပေမဲ့အခြေအနေမျိုးမျိုးပုံမူတည်ပြီးတော့ဒီဗီဒီယိုမှာရှင်းပြပေးသွားမယ်နည်းနည်းလေးတော့အချိန်ယူပြီးတော့ရှင်းပြမှာဖြစ်တယ်အခုချိန်အော်တိုဘာလရောက်ပြီဆိုရင်တော့တော်တော်လေးအဆုံးဖြတ်ဖြစ်နေပါဘာလို့ဆိုတော့ကိုဒီစက်တင်ဘာလမှာကိုတဝက်လောက်ပဲ6ခန်းရှိရင်3ခန်းကြက်နိုင်သည်ဖြစ်စေ2ခန်းကြက်နိုင်သည်ဖြစ်စေကိုယ့်ရဲ့ကြက်ထားနိုင်တဲ့လောက်ကရလက်တစ်ခုခုကိုထွက်လာနေပြီကဲကြက်တယ်ဆိုမှလည်းကြက်ရုံတင်မဟုတ်ဘောเนาะဒီပေါ့ရှင်းပြရတဲ့အတွက်ကြောင့်ပုံကတော့ဂျိုင်းမှာမဆွဲဖြစ်ခဲ့ဘူးပေါ့เนาะမဆွဲဖြစ်ခဲ့ဘူးဒါပေမဲ့ကိုယ်တိုင်လည်းပုံဆွဲပြီးတော့လေ့လာတင်တယ်ဒီ bio အခန်းတစ်ခန်းပြီးဆုံးသွားရယ်ဆိုတာကတစ်ခုတည်းမဟုတ်ဘာပါလဲသူ့မှာရှိပုံ label ရောစာရောနောက်စာရရင်တော့ objective ကတန်းရတယ်ပေါ့เนาะအဲ့လိုဆိုလို့ရတယ်အဲ့ဒါကို3ခုအနည်းဆုံး3ခုပုံရယ်နောက်ခု label ရယ်စာရယ်ကိုကျွမ်းကျင်ခြင်းကိုမှတစ်ခန်းလုံးကိုတေချာကျွမ်းကျင်တယ်လို့ဆိုလို့ရပါတယ်ဘာဖြစ်လဲဆိုတော့တကယ်ဆောင်ဝဲပြင်လက်တွေ့မှာတချို့ပိုင်းနေအခန်းလိုက်မေးွားတဲ့အထဲမှာစာမပါဘူးပုံပဲမေးွားအဲ့မှာကိုကပုံမကျင့်ထားအဲ့အခန်းကိုကြက်ထားသမျှဥမာ9မှတ်တန်ပေါ့ဒီက9မှတ်တန်9မှတ်တန်ဆိုရင်တပုံလုံးသွားပြီမရတော့အဲ့ကြောင့်ပုံရော objective ရောစာရောတခန်းလုံးပြီးအောင်လုပ်ထားနိုင်တယ်ဆိုမှအဲ့အခန်းကိုပြီးရလို့ဆိုလို့ရပါတယ်ဒီပုံဒီတိုင်းမဲ့ပုံနဲ့ label ကတော့ဗောနော်တိတ်ပြီးတော့အဲ့လိုမျိုးပေါ့ခက်ခဲတဲ့ဟာမျိုးတွေရောမလုပ်ကြတော့မဟုတ်ဘူးတအားကြီးတော့လေ့ကျင့်ကြမလို့တချို့ခုဆိုရင် label စောင်းတွေထွက်မယ်ဆိုအဲ့ထဲမှာပါတဲ့ပုံလောက်ဆောင်တော်တော်များနေပြီနောက်အနီးလာလို့ရှိရင်ဟိုမျိုးပေါ့စောင်းဝဲမှာထဲတင်ထဲထိုက်တဲ့ပုံတွေအကြောင်းပဲလောက်တက်လာမှာရှိတယ်ဒါပေမဲ့ကိုကအခုချိန်မှာကိုကကြိုပြီးတော့ဗောနော်လေ့ကျင့်ထားရမယ်အရန်ပြီးတော့ခတ်တဲ့ပုံမျိုးတွေကလေ့ကျင့်ကြမလို့အဲ့လိုမျိုးပေါ့အခုဆိုရင် chapter 1 2မှာထပ်ဆိုရင်1 2မှာနည်းနည်းရှိတယ်1မှာမရှိဘူး1မှာသိပ်မရှိ1မှာဆိုရင်ထပ်ပြီးတော့ရှိချင်မှာဆို1မှာနည်းနည်းတော့ရှိတယ်ပေါ့ဥပမာပြောရင်ဟိုပေါ့အကောင်တွေပါတော့နည်းနည်းပါးရှိအဲ့ဒါကိုကိုကအဓိကတော့ဗါလဲဆိုကိုက label နဲ့ပုံစံအောင်ရှိရဆိုရင်တော့ဒါတော်တော်ဆင်ပြေရပါတော့ပုံကအများကြီးခက်ကြီးမမေးဘူးဒီကစာနဲ့တွဲမိနိုင်တာများတယ်နောက်တစ်ခုချက်တွေပေါ့နော်ပုံ flow ချက်တွေဥစ္စာမျိုးอ่ะကြတော့သူကမေးရများတယ်ပေါ့နော်ဒါကတော့ဒီကျောင်းတွေမှာလည်းဒီပွဲပုံတွေပဲပုံတွေပါတယ်ဆိုတာပြောဖို့များတယ်အဲကြောင့်အဲ့ဒါကြီးအဓိကကြည့်မဟုတ်လို့ရှိရင်တော့ပြီးခဲ့တဲ့နှစ်ကပုံတွေနဲ့ပတ်သက်ပြီးတော့ရှားထားတဲ့စရင်းကိုအဲ့ဒါမျိုးပေါ့နော်အဲ့ဒါတော့ပေးဖို့တော့တင်ထားဖို့တော့ရှိရပါတော့အဲ့တော့ဘယ်လိုလုပ်ပေးရမလဲတော့နောက်မှစဉ်းစားပါပေါ့နော်ခုလောဆယ်မှာတော့ strategy အကြောင်းကိုပဲရှင်းပြပြတော့တယောက်နဲ့တယောက်ကဒီ bio ကိုအမှတ်ဘယ်လောက်ယူမလဲဆိုတာမတူကြဘူးဂိုးမတူပေါ့ဒါပေမဲ့နောက်ဆုံးဂိုးကဘာလဲဆိုရင်ဥပမာဆိုရင်တချို့ကကြတော့ဘယ်နှခန်းကြက်မယ်ပါမရှိဘူးဒါပေမဲ့နောက်ဆုံးသတ်မှတ်တဲ့ဂိုးကကျွန်တော်ကတော့ဘယ်လိုယုံကြည်လဲဆိုရင် bio ကိုဘယ်ချိန်ထားမင်းရတယ်ဆိုတာကောင်းတာပေါ့မှန်တယ်ဟုတ်တယ်ဘယ်ချိန်ထားမင်းရတယ်သို့တော့ကျွန်တော်ရဲ့နောက်ဆုံးဂိုးဘယ်လိုလူမျိုးပဲဖြစ်ဖြစ်ဒါတော့အနည်းဆုံးရတယ်နောက်ဆုံးဂိုးကဘာလဲဆိုရင်တရက်အတွင်းမှာအစအဆုံးနှွေးပြဖို့အစအဆုံးဆိုတာဥပမာဆိုရင်ကိုက4ခန်းဆို4ခန်း5ခန်းဆို5ခန်းကြက်တယ်အဲ့လိုရီမန်းချက်ထားတဲ့ဟာကိုပြန်နှွေးပြသွားဖို့ပြန်ပြီးတော့ revision လုပ်ပြသွားဘာဖြစ်လို့တရက်အတွင်းမှာအစအဆုံးနှွေးပြသွားဖို့လို့ပြောလဲဆိုလို့ရှိရင်ဘောဆိုစောင်းဝဲဖြေမဲ့ညနှွေးကိုနှွေးအောင်မနှွေးလို့မရဘူးတိုင်းသွားလို့မရခံသွားလို့မရဘူးဘောဆိုတိုင်းသွားလို့ရတဲ့သူကသွားမပြောဘူးတော်တော်မျိုးကျွန်တော်ကတော့နှွေးရတယ်အဲကြောင့်အဲ့တွင်နှွေးပြသွားဖို့ကိုဘာလို့ပြောအနည်းဆုံးတရက်အတွင်းမှာအစဆုံးနှွေးနိုင်တဲ့လူရဲ့စွမ်းရည်တကယ်တော့ဘယ်ဟာနဲ့တူတူပဲလဲဆိုတော့ဘယ်ချိန်ထမင်းရတဲ့အခြေအနေကိုရောက်နေပြီတကယ်တော့နှွေးတယ်ဆိုတာကဘာမှမဟုတ်မှားလားမမှားလားကိုပြန်ကြည့်ရုံလောက်ပဲတကယ်တော့ရှိတာတကယ်တော့ဒါက
နှွေးပြက်သွားဖို့ဆိုတာကလုံးဝကိုအမော့ဆိုတော့ဂျားထဲမှာဘိုင်ဝါနောက်ဆုံးရက်ဖြစ်တယ်ဘိုင်ဝါနောက်ဆုံးရက်ဖြစ်တယ်ဆိုတဲ့အတွက်ကြောင့်အရှိပိုင်းမှာအများကြီးစာတွေ depression တွေရှိလာမယ်မဟုတ်လဲတခုခုရှိလာမယ်ဆိုရင်အဲ့ဒါနဲ့ရောမထွေးသွားအောင်နောက်တစ်ခုပြန်ပြီးတော့တစ်ချက်လေးပြန်တတိယအောင်ဘာလို့ဆိုဂျားထဲမှာကိုကဘလောက်တော်ဗျာ9ရက်ကြီးအောင်ချားနေရအဲ့ချိန်လေးမှာပြန်ပြီးတော့ပြန်တစ်ချက်ကြည့်ဖို့ပဲရှိတာနှွေးတယ်ဆိုတာအဲ့ကြောင့်ဒီနောက်ဆုံးရက်အတွင်းမှာကိုသတ်မှတ်ထားတဲ့ပမာဏကိုအစဆုံးနှွေးနိုင်တယ်ဆိုတဲ့အဓိပ္ပာယ်အဲ့ဒါကိုလုံးဝဘယ်ချိန်မေးရနေဆိုတဲ့အဓိပ္ပာယ်ပဲဒါပေမဲ့လုံးဝကြီးမကြည့်ပြစ်သွားတာကလုံးဝကိုလေ confidence level ဆိုရင်မပြင်ဆင်တတ်တဲ့လူတယောက်ဖြစ်မှာဆိုလို့နှွေးပြစ်သွားဖို့လိုပဲပြတကယ်တော့ကိုသတ်မှတ်ထားရင်၄ခန်းဆို၄ခန်းကိုဒါကျွမ်းကျင်အနုကိုကလေးကရထားပြီးသားအမှန်ပြောရင်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဘာမှပြန်မေးစရာမလိုကြက်ဖို့ပဲလိုတော့တယ်အဲ့လိုအခြေအနေမျိုးရောက်ပြီးသားဖြစ်နေရမယ်ဒီပေါ့ခဏပြောမယ်တတ်မှတ်ချက်ပေါ့နော်ဒီဆောင်းမွဲဖြည့်ခင်ပေါ့တခြားဘာသာရှိမတိုင်ခင်ကတည်းကဖြစ်နေရပါပေါ့နော်အဲ့လိုဖြစ်ဖို့လိုပါတယ်အဲ့ဒါကိုပါဟာခုလူ၃မျိုးကိုပြောရမယ်ဆိုရင်၄ခန်းကျက်တဲ့သူရှိမယ်၅ခန်းကျက်တဲ့သူရှိမယ်6ခန်းကျက်တဲ့သူရှိပြောရမယ်ဆိုကျွန်တော်က5ခန်းကိုပိုင်နိုင်ကျက်ခဲ့တယ်6ခန်းကိုကြတော့ကျက်ခဲ့တယ်ပေါ့နော်အဲအကြောင်းလေးဒါလောက်ပေါ့ဖြစ်နော်ဒါဆိုတော့၄ခန်းကိုတချို့ရပါတယ်3ခန်းကျက်တယ်ဒါပေမဲ့3ခန်းကျက်တာကိုလည်းသူ့စနစ်နဲ့သူရှိတယ်ဘာလို့ဆိုတော့တချို့3ခန်းကျက်တဲ့သူတွေကဘာလို့ဆိုတော့ဂျန်နဲ့အနောက်ဘက်ကပုံနေကြည့်တယ်ဘာကြည့်ရပေါ့နော်နောက်၄ခန်းကျက်တယ်နောက်တစ်ခုကဘာဖြစ်လဲဆိုရင်၄ခန်းကျက်တယ်ဆိုတာက၄ခန်းကျက်တယ်ဒါပေမဲ့ तू ကတချို့၄ခန်းကိုတေချာကျက်ထားတဲ့လူကကျွန်တော်တေချာတယ်အနည်းဆုံး60ကျော်တယ်ကံကောင်းရင်ဂုံလူ85မှတ်ပေါ့နော်သူက80ဂုံ85မှတ်ရနိုင်ရရှိတယ်သို့တော့မသေးကြဘူး၄ခန်းကျက်ဒီဆိုဒီမှာ၄ခန်းမှာပါတဲ့ပုံရောစာရောလေဘယ်ရောအကုန်တေချာရတာဆိုလို့နေပေါ့နော်ဆိုတော့3ခန်းကျက်မယ်ပုံစာလုပ်မယ်ဆိုရင်တော့အနည်းဆုံးကျွန်တော်ဘာလို့ဒီမှာ၄မျိုးပဲထည့်တယ်ဆိုတော့အများကြီးမျှော်လင့်ထားတဲ့အတွက်ကြောင့်ပေါ့နော်ဆိုတော့3ခန်းပဲကျက်မယ်ပုံရောစာတေချာလုပ်မယ်ဆိုရင်တော့အမှတ်40ရဖို့တေချာသို့တော့ကာလဆိုတာကအချိန်ကြီးကမတူဘူးကျွန်တော်တို့ကအဆင်ပြေခဲ့ပြီမယ်ကိုယ်လည်းကြာအဆင်ပြေကြီးမှပြေမှာအဲကြောင့်၄ခန်းကကြတော့ကြက်ထားရင်အောင်မယ်၄ခန်းကိုတေချာပုံရောစာလေးပဲလုပ်လိုက်အောင်မယ်အကယ်၍အကောင့်ဘက်ကိုသွင်းမယ်ဆိုရင်တော့ဂုံတူးပေါ့ဂုံတူးပြမယ်ဒါကတော့ကန်ကောင်းလို့ပေါ့နော်ကန်ကောင်းလို့ဆိုတာကတော့ကန်ကောင်းတာကိုထည့်တွက်ရမှာမဟုတ်ကွာအတက်နိုင်ဆုံးအပိုင်ဆုံးဆိုရင်တော့၄ခန်းချက်ထားရတာကသူကအောင်မယ်တော့အောင်မို့လုံးဝတေချာဘယ်လိုလဲမှာဘာမှဖြစ်ဘူး၄ခန်းချက်တယ်ဆိုရင်မှဘာပါမလဲပုံရောစာရောလေဘယ်ရောပါမယ်နော်ဒါတော့က5ခန်းချက်တဲ့သူ5ခန်းချက်တဲ့အပိုင်းကိုရောက်လာတဲ့အခါမှာ5ခန်းသမားရဲ့ဒီချက်တဲ့ကျန်တဲ့၄ခန်းကိုရွေးထားတဲ့၄ခန်းအပိုင်အနိုင်ဖြစ်နေရမယ်လုံးဝအပိုင်အနိုင်ကိုဖြစ်နေရမယ်5ခန်းသမားတွေကနောက်ဆုံးအခန်းဖြစ်တဲ့9နဲ့6ကိုရွေးရတာများတယ်ပြင်းရဖြစ်ပြော9ကနည်းနည်းများတယ်9နည်းများတယ်တချို့ပိုင်းတွေရှုပ်လို့ကြောင့်9ကိုပြောရမယူကြဘူးတော်တော်များများဘာလို့သုံးကြတယ်ဆိုတော့9ခန်းသမားတွေမှာအခန်း6ကိုရွေးကြတာများတယ်လူများအဓိကဘာလို့ရွေးကြတာများလဲဆိုမေးကြည့်လိုက်ဘယ်ပန်းယူမယ်ဆို6ကိုယူရများဘာလို့သူကဘာလဲဆိုတော့ပုံနေတယ်ဒီကဘာလဲဆိုအခန်း6ကိုယူတဲ့သူကဘာလဲပုံနေတယ်ဖြေရမယ်ဆိုဒီကစာဖြစ်တယ်စာပေါ့နော်ဒီအခန်း9ကြတော့ဘာပါလဲဆိုစာလည်းများတယ်အခန်း9ကဘာဖြစ်လဲဆိုစာလည်းများတယ်အခန်း9ကျတော့စာလည်းများတယ်နောက်ပုံတွေလည်းများတယ်အဲကြောင့်အခန်း9ကိုနေကြတော့သို့တော့သူလည်းကိုကျွမ်းကျင်ပေါ့နော်အဲ့လိုရှိကြတယ်ဒါပေမဲ့ကိုကလုံးဝကြီးပေါ့9နဲ့6ယူရမယ်စာပိုင်းစာကိုကမတေချာသေးဘူးဆိုရင်မတေချာသေးဆိုတော့ကိုကအချိန်မရတော့ဒီမှာအခန်း9ခန်းကျက်မဲ့သူတွေမှာစဉ်းစားရမှာတစ်ချက်ပဲကြံတော့ဘုံကအော်တိုဘာလရောက်လာပြီအော်တိုဘာလရောက်လာပြီးတော့မှအခန်း9ကိုရောက်လာပြီဟဲ့ဆိုရင်တော့ဒါတေချာအခန်း6ကိုရောက်လာပြီဟုတ်အခန်း9ကိုကြက်မလားအခန်း6ကိုကြက်မလားဆိုရင်ကိုဒီပါဖယ်ပိုင်းကိုဘယ်လောက်ရနေပြီလဲပြီးတော့အနောက်က revision ကိုဘယ်လောက်ပြန်ထားပြီလဲပုံမှာမူတည်ပြီးရွေးတင်တယ်အဲ့လိုကြွရေးတင်တယ်တော်တော်များများတော့ recommend နဲ့ပေးချင်တာအခန်း6ကို recommend နဲ့ပေးချင်တယ်ဘာလို့အခန်း6ကစာပဲစာပဲများရပေါ့နော်စာပဲများရဒါပေမဲ့တချို့ကျောင်းတွေကဥပမာဆိုရင် TTC လို့ကျောင်းမျိုးဆိုရင်အခန်း9ကိုသူတို့ကြက်ရအဲ့မှာသူတို့တစ်ချက်ပါအားသာသွားဆိုအချိန်ရရင်ခင်ရဆိုလူရဲ့ကြောင်းကြောင့်မတူကြအောင်
ချို့အချိန်များရကျွန်တော်ပြောရတဲ့မှာဒါကြောင်းတက်တာမတက်တာဘာညာမပြောဘူးအချိန်ကိုပဲပြောသွားမှာကိုစာချက်ဖို့အချိန်ဘယ်လောက်ရတခြားဘာသာတွေကြက်တဲ့အပြင်စာချက်ဖို့အချိန်ရမဟုတ်ပြီစာချက်ဖို့အချိန်အများရတဲ့လူကဆိုရင်တော့ဒီဘက်ကိုအခုချိန်မှာတွေးတင်တယ်ဗောနော်ဒါကိုတွေးတင်တယ်တွေးလို့ရဘကောဟုတ်ပြီ၄ခန်းကိုလုံးဝအသေးချာပိုင်တယ်ကြိုက်တယ်လို့လာဖြစ်ဆိုရင်အခုချိန်မှာ recommend နဲ့ပေးခြင်းတယ်ဆိုရင်မြန်နဲ့စော့ခိုင်ပြီးတော့ရွတ်ဆိုနိုင်တဲ့အခန်း6ကို recommend နဲ့ပေးခြင်းအခန်း6ကိုပေါ့ကိုကအခန်း6ကိုကြက်နေတယ်အခန်း6ခန်းလုံးကိုကြက်နိုင်တယ်လို့ယူဆရင်အခန်း9ရဲ့တပိုင်းဆိုတာအခန်း9မှာအဲ့တော့ကျွန်တော်ဗီဒီယိုတင်ရင်အမြဲတမ်းသတိထားပြီးပြောတဲ့ဥစ္စာရှိတယ်လေအခန်းတိုင်းမှာတော်တော်များများဘာရှိတယ်တရိတ်ဆန်တဲ့အပင်ဘာလဲပြောရမယ်ဆိုရင် plant နဲ့ animal ရှိတယ်ဘယ်ကောင်ဖြစ်အခန်း9နဲ့အခန်း6လဲတခြားအခန်းမှာ plant နဲ့ animal ရှိတယ်အဲ့လိုမျိုးသူကမေးသွားတာအဲ့လိုခွဲပြီးတော့မေးသွားအခန်း6ကတော့အဲ့လိုမရှိဘူးเนาะအခန်း6ကတော့အဲ့လိုမရှိဘူးထင်တယ်အခြေရအခန်းတွေတော့များ plant နဲ့ animal ပင်ရဲ့ဘာဖြစ်လဲတရိတ်ဆန်အမြဲရှိတယ်အဲ့ကြောင့်ပါလေအခန်း9မှာအပင်ပဲဖြစ်ဖြစ်တရိတ်ဆန်ပိုင်းဖြစ်တော်တော်များ recommend နဲ့ပေးချင်အပင်ကနည်းနည်းလွယ်တယ်အပင်ကနည်းလွယ်တယ်လွယ်ဆိုကိုကြိုကြက်ပြီးခါရင်မှန်ပြောရင်အခန်း9နဲ့အခန်း6နဲ့အခန်း9ကိုအခန်း6နဲ့အခန်း9ကို6ချက်9အပင်ချက်အဲ့လိုတွဲချက်တာနဲ့အဆင်ပြေတယ်ဘာပဲပြောအခန်း6ကိုကြက်ထားဒီကာလအခုအော်တိုဘာလအတွင်းမှာအခန်း6ကိုကြက်ထားလိုက်နိုင်တယ်ဟေ့ဆိုရင် congratulation ပါသင်ရအခန်း6ကိုကြက်နိုင်တယ်ဆိုတာเนาะ sorry အခန်း6ကိုလည်းကြက်ထားနိုင်တယ်ဟုတ်ပြီကျွန်တော်အဲ့မှာအဓိကเนาะသတိပေးစရာတခုရှိတယ်ဘာလဲဆိုရင်အခန်း6ကိုကြက်နိုင်ပြီဟေ့ဆိုပြီးတော့ကိုယ်စိတ်ထဲမှာ9ခန်းရသွားပြီအခန်းလေးသမား4ခန်းပဲကြက်တဲ့သူလည်းပြောပြပါမယ်ကိုက4ခန်းကြက်လို့အဲ့ဆိုရင်အခန်း3ရောက်လို့အခန်း4ကိုကြက်လို့ပြီးသွားပြီဟေ့ဆိုကို4ခန်းလုံးရတယ်လို့ဘယ်တော့မှမတွေးပါနဲ့เนาะ4ခန်းကြပြီ9ခန်းမြောက်ကိုကြက်လို့ငါ9ခန်းလုံးငါဂုံတူးသေးကြပြီလို့မတွေးပါနဲ့အဲ့ဒါအရန်ကိုယူတဲ့အတွေးပါเนาะအဲ့ဒါအရန်ကိုယူတဲ့အတွေးပါဟုတ်ပြီเนาะမှတ်ထားပါ4ခန်းကြက်ပြီးသွားလို့9ခန်းကိုကူးတယ်9ခန်းကြက်ပြီးသွားတာနဲ့တပြိုင်နက်ကိုဟာငါဂုံတူးသေးကြနေပြီလို့တွေးတာအရန်ကိုယူမိုက်တဲ့တွေးပါဒီလိုပဲ3ခန်းရသွားပြီ4ခန်းကိုရောက်ပြီ4ခန်းကြက်ပြီးသွားပြီအဲ့ငါတော့အောင်ပြီသေးကြပြီဂုံတူးတော့ကန်ကောင်းရင်ပေါင်းမှာမထင်ပါနဲ့ဒီဂုံတူးသိကြပြီအောင်ပြီဟောဂုံတူးလည်းမှန်းနိုင်ပြီဒါဂုံတူးမှန်းနိုင်တဲ့ချင်းရောက်နေဂုံတူးမှန်းနိုင်ပြီချင်းနေဆိုတာဘယ်လိုပြောရမလဲ၄ခန်းလုံးကိုကာလအတွင်းဟိုတစ်ဖက်တွင်ကြက်တာ၄ခန်းလုံးရတယ်၄ခန်းလုံးတစ်ဖက်တွင်းမှာနှွှေးနိုင်တယ်၅ခန်းဆို၅ခန်းလုံးတစ်ဖက်တွင်းမှာနှွှေးနိုင်တယ်ဆိုတဲ့လူတွေကသာဂုံတူးသိကြပြီလို့ဆိုလိုခြင်းဖြစ်ပါတယ်เนาะအဲ့ဒါကိုလုံးဝမှတ်ထားစေချင်ပါတယ်၅ခန်းကြက်လို့ဂုံတူးသိကြရဲဆိုတာမဟုတ်ဘူး၅ခန်းကိုပိုင်နိုင်ဗာလဲပိုင်နိုင်ရတဲ့သူကသာ9ခန်းလုံးကိုပိုင်နိုင်ရတဲ့သူကသာဂုံတူးသေးကြရလို့ဆိုလိုခြင်းဖြစ်တယ်လုံးဝ9ခန်းကြက်ပြီးရဲ့သူကိုဂုံတူးသေးကြရလို့မဆိုလိုပါဘူး9ခန်းကိုပိုင်နိုင်ကြက်ပြီးရဲ့သူသာဂုံတူးသေးကြရတယ်လို့ဆိုလိုခြင်းဖြစ်ပါတယ်နောက်တစ်ခုကျတော့6ခန်းဟုတ်ပြီ6ခန်းသမားပေါ့နော်2မျိုးရှိတယ်အခုကတည်းကရနေပြီးသား6ခန်းသမားနဲ့အခုမှ6ခန်းလုံးကိုကြက်ဖို့မှီလာတဲ့သမားဆိုတာရှိ6ခန်းလုံးကိုမှီလာတဲ့သမားကျတော့အခုချိန်မှာအခန်း9ဆိုလဲအခန်း9ကိုကြက်နေကြပြီအခန်း9မဟုတ်ပဲနဲ့အခန်း6ကိုအခန်း9ကိုခဏထားပြီးအခန်း6ကိုရွေးချယ်ပြီးကြက်တာဟာရနေပြီဆိုတော့ရှိအဲ့လူတွေကဘာလဲဆိုရနေပြီမဟုတ်လေတဝက်လောက်ပြီးနေပြီမျောလင်းချက်ကောင်းနေပြီနောက်တစ်ခုဘာလဲဆိုရင်အခန်း6ခန်းကိုပြောချင်တာသိကြတယ်အကူကအခုနောက်ခန်းမှာရွေးထားတဲ့ဒီ၄ခန်းလုံးဆိုလဲ၄ခန်းလုံးကိုလုံးဝအမြဲတမ်းပြန်နှွှေးနိုင်တဲ့သူတွေဆိုရင်အမြဲပြန်နှွှေးတိုင်းလဲရအမြဲပြန် revision လုပ်နိုင်တယ်ဆိုရင်6ခန်းလုံးကိုလုပ်တင်ပါတယ်6ခန်းလုံးကိုလုပ်တင်တယ်6ကနေ6နဲ့9ကိုလည်းတွဲလုပ်တင်တယ်မဟုတ်ဘဲနဲ့6ခန်းကိုပြီးအောင်လုပ်ပြီးတော့9ကိုလုပ်တင်တယ်ဘလို့ပဲလုပ်ခန်း6သမားဖြစ်ဖြစ်အခန်း4သမားဖြစ်4ခန်းသမားဖြစ်5ခန်းသမား6ခန်းသမားဖြစ်ဖြစ်တူညီတဲ့နောက်ဆုံးချက်ကဘာလဲဆိုရင်ဒီဇင်ဘာမတိုင်ခင်မှာကိုယ့်ရဲ့သတ်မှတ်ချက်တွေအားလုံးပြီးရပါမယ်အဲ့ဒီမှာဒီဇင်ဘာရောက်တဲ့အချိန်မှာကိုက9ခန်းကို4ခန်းထားလိုက်4ခန်းကိုကြိုက်တဲ့လောက်တပတ်ဆိုတပတ်တွင် revision နှွှေးပြီးအများတန်းပြန်နိုင်နေပြီအစ်စ်ချက်စရာမလို4ခန်းကိုအစ်စ်ချက်စရာမလိုတော့တဲ့သူက
ကိုလေးကန်းသမားလို့သတ်မှတ်နိုင်ပြီးတော့ဒီ9-6တွေကတခန်းရွေးပြီးတော့ကိုထိန်းလို့ရတယ်9-6တွေကဘာလဲဆိုရင် objective တွေလုပ်ပြီးတော့ကိုဘာလုပ်လဲဆိုရင်လုပ်လို့ရတယ်ဒါအဲ့ဆိုရင်တော့ကိုကတော်တော်လေးကိုအခြေအနေကောင်းလာပြီ9 ခန်းသမားလည်းအဲ့လိုပဲ9 ခန်းကိုကဒီဇင်ဘာမှာရောက်ပြီဆိုရင်တေချာပြီကိုကဘာဖြစ်လာပြီဆိုရင်9 ခန်းသမား9 ခန်းကိုဗာလဲအမြဲတမ်း revision တေချာပြန်နေဆိုကိုက9 ခန်းသမားဖြစ်သွားပြီလို့ယူဆလို့ရတယ်အဲ့မှာကိုကထပ်ပြီးစိတ်ပါသေးတယ်ဆိုရင်ကိုယူထားတဲ့9 ခန်းထဲအပြင်တခြားတစ်ခန်းကိုနည်းနည်းတော့ကြက်လို့ရသေးတယ်ဒါပေမဲ့အသိအားမပေးချင်ဘူးအဲ objective လောက်ကိုလေ့လာမှုံလဲပေါ့တခုခုပေါ့နော်လောက်တာကပဲအားပေးရဲဒါပေမဲ့ဒီ9 ခန်းကိုလုံးဝမလွတ်သင့်တော့တဲ့နေရာမှာပါလာပြီဟောဆိုဒီဇင်ဘာက revision ကာလရောက်သွားပြီ6 ခန်းသမားကလည်း congratulation မှာဒါကို6 ခန်းကိုအဲ့ကစပြီးတော့6 ခန်းလုံးကို revision ပြန်နိုင်အောင်အဆက်မပြတ်ပဲပြန်နိုင်အောင်လုပ်ပါဒီဇင်ဘာကနေဆို2 လအတွင်းပဲရပါတယ်2 လအတွင်းမှာ1 လမှာအဲ့1 လအတွင်းမှာကိုကဖြတ်ပြီးတော့လုပ်ရမယ်ဖြစ်ပါတယ်ဆိုရင်နောက်1 လကြာရင်အဲ့အကြောင်းနဲ့ပတ်သက်ပြီးတော့ပြန်တင်ပေးပါမယ်နော်ဒီမှာလူ3မျိုးအကြောင်းရှင်းပြပေးသွားပါတယ်အခန်းတွေကိုကြိုပြီးရွေးထားရင်ဟုတ်ပြီခဏတော့ပြောခဲ့တဲ့အတိုင်းပဲအခုဆိုရင်ကြက်ထားတဲ့မှာကိုယ့်ရဲ့အကျွမ်းဆုံးခန်းရာဆုံးခန်းဆိုပြီးရှိလာပြီအဲ့တဲ့အခန်းတွေကိုကြိုပြီးရွေးထားရင်နောက်ဆုံးကြမှအဲ့ဒါကိုရွေးလို့မရအောင်လုံးဝနောက်ဆုံးကြမှရွေးတာမလုပ်ပါနဲ့အဲ့ဒါအရန်ကိုယူမိုက်တဲ့အတွေးပါဗောနော်နောက်ဆုံးကြမှရွေးရမလို့ပါနဲ့နောက်ကရွေးထားသောအခန်းများကိုတေချာစွာကြက်ထားရင်နဲ့အခုချိန်မှာဘယ်အခန်းကိုရွေးရမလဲဆိုတာသိတဲ့ဘယ်အခန်းကိုရွေးရမလဲသိလားမသိလားဆိုတစ်ချက်ပဲရှင်းရှင်းလင်းလင်းတွေးရမယ်အချက်2 ချက်ကိုပြောပြတစ်ချက်အဲ့ဒါရာဆုံးလေအဲ့ဒါကိုရာဆုံးတွေကိုချလိုက်အဲ့နောက်ဆုံးထိခန်းတွေရွေးရမှာဟာအရာဆုံးဆိုတာဒီကပြောအလုတ်ထားဆုံးအဖြေနိုင်ဆုံးပုံဆွဲရတဲ့ရာဆုံးအချက်3 ချက်ပြောခဲ့တဲ့ပုံစာ4ပဲအရာဆုံးခန်းတွေရွေးထုတ်လိုက်3 ခန်းဆို3 ခန်းအဲ့ဒါမဖြစ်မနေထည့်ရမယ်ခန်းတွေထည့်လိုက်2 ချက်ခဏတော့လူ3 မျိုးထဲမှာကိုဖယ်ခန်းတွေကိုထပ်ဖြစ်ရမယ်ပြီးတော့ကိုကြံတဲ့အခန်းကိုမလိုတဲ့အပိုင်းပုံဆိုပုံ4ပဲဆို4ပဲဖြစ်ရမယ်အဲ့2 ချက်တည်းနဲ့တွေ့ရတယ်အဲ့ဒါကိုပဲစဉ်းစားရမယ်ခန်းရွေးရင်အဲ့2 ခုလည်းနဲ့ရွေးပထမတစ်ချက်ကကိုဘလောက်ကိုရတာများရဲ့ခန်းဒုတိယအချက်ကကြတော့ခဏတော့လူ3 မျိုးတည်းပါဖို့မဟုတ်ရင်လည်းကိုလိုတဲ့အပိုင်းအဲ့3 ခန်းရာဆုံးခန်းတွေကိုပြန်ဖြည့်ဖို့ပဲလူ3 မျိုးထဲမှာပါဖို့အခန်းဘယ်ခန်းကိုထပ်ထည့်မလဲစဉ်းစားပြီးအဲ့ဒါအပိုင်းလို့တော့ပြီးတော့ခဏတော့ပုံဆိုပုံ4ပဲဆို4ပဲလိုတာကိုဖြည့်အဲ့ဒါပဲအဲ့ဒါလုပ်ထားလို့ရှင်ကိုကအခန်းရွေးချယ်မှုပြီးပြီအဲ့အခန်းတွေကိုလည်းဘာလုပ်ရမလဲဆိုရင်တေချာစွာကြက်ထားပြီးတော့တေချာစွာအပုံမှန် revision ပြန်ထားဒီမှာထပ်ထည့်ရမှာဆိုရင်ပုံမှန် revision ပြန်ခြင်းရတယ်အတော်အရေးပါတယ် bio ကတခြားဒါရင်းနဲ့စမယ်ဆိုရင် revision အပြန်ရဆုံးထဲမှာသူကထိဆုံးရပါတယ် bio ကမရတာမဟုတ် revision ပြန်ရခက်ခဲတယ်လို့ပြောလို့ရတယ်ဘာလို့ခဏမိတယ်သူကပုံမှန်သာသူ့ revision ပြန်နိုင်လေသူကတော်တော်လေးကိုအကောင်းတဲ့ဘာသာပဲဒီကအဲ့ဒါပါပဲနောက်ကိုအချိန်ပိုင်းခြားမှာဆိုရင်ကိုဆို4 ခန်းဆို4 ခန်း5 ခန်းဆို5 ခန်း6 ခန်းဆို6 ခန်းတတ်မှတ်ထားတဲ့သူရှိတယ်ဒီမှာဆိုစက်တင်ဘာလနဲ့နိုဝင်ဘာလအထိကအခန်းမပြီးသေးတာအခန်းမပြီးသေးရဆိုတာကိုက4 ခန်းတတ်မှတ်ထားတယ်အောင်ယုံ4 ခန်းတတ်မှတ်ထားတယ်ဆို3 ခန်းရောက်တယ်ရရင်ကြက်လို့ရသေးတယ်ဘာဆိုရင်ကိုက5 ခန်းတတ်မှတ်ထားတယ်အခုခန်း4ရောက်တယ် okay ရသေးတယ်ကိစ္စမရှိဘူး no problem ပဲ4 ခန်းတော့ကိုတေချာလုံးဝပုံမှန် revision ပြန်ပြစ်တယ်3 ခန်း revision ပြန်4 ခန်းကိုကူးမယ် okay ရသေးတယ်ကိုကအခုမှ5 ခန်း run ကိုလုံးဝ revision တွေပြန်ပြီးတေချာကြက်လိုက်6 ခန်းကူးမယ် okay အဆင်ပြေတယ်အဲ့လည်းဘာမှမဖြစ်ဘူးအခန်းပြီးဘယ်ရောက်ပြီဆိုရင်နိုဝင်ဘာနဲ့ဒီဇင်ဘာရောက်လာပြီဆိုရင်တော့တေချာတဲ့ခန်းပြီးတင်ပါပြီးတင်တယ်ဆိုတာကဘာကိုပြောချင်လဲဆိုရင်ဒီဇင်ဘာမှာပြီးတင်တယ်လို့ပြောချင်တယ်ဒီချိန်မှာအပြီးတက်ရအခန်းပြီးဖို့အတွက်ဆုံးဖြတ်ချက်က2 ခုရှိတယ်တစ်အချက်ကခဏတော့အရှိမပြောခဲ့တယ်ကိုရွေးထားတဲ့အခန်းတွေကမှမရသေးတဲ့ဟာလုံးဝမကြံအောင်လုပ်ရပါဘူးရွေးထားတဲ့အခန်းမှာပုံလေးတစ်ပုံလောက်ကကြံနေတယ်လို့
ပုံလေးဟိုတော့ပကုံကတော့မသိသေးဘူးတို့ label လေးကမသိသေးဘူးဒါလေးကနားမလည်ဘူးဆိုတာမျိုးဒီအဲ့အချိန်မှာဒီလမှာဒီအခန်းပြီးဆိုရယ်ဒီနိုဝင်ဘာနဲ့ဒီဇင်ဘာလမှာအပြတ်ရှင်းထားပါဒီမှာလုံးဝမသိသေးတာကြီးမေးမယ်လို့ဘာလို့တွေမလွတ်တာကောင်းပါနော်ဒါပေမဲ့လိုအပ်တဲ့အချိန်လိုအပ်ရင်တော့ရှာဖွေရမှာပေါ့နော်ဒါပေမဲ့ဒီကာလအတွင်းမှာလိုရမယ့်ဥစ္စာကဘာလဲဆိုရင်ပထမအချက်ကဘာလဲကိုရွေးလိုက်အခန်းကြီးထဲမှာမသေးကြတာမသိတာနားမလဲတာဖြစ်နေရဟာအကုန်ရှင်းထားပြီးတော့ revision ကိုပုံမှန်ပြန်နောက်တစ်ခုကျတော့ဘာလဲဆိုလိုတာကိုကငါးခန်းသမားမှန်းထားရဆိုရင်အခန်း၄ခန်းပဲပြီးသေးရဆိုတေးကြတယ်နောက်တစ်ခန်းကိုဒီမှာအပီးကျက်ပြီးတော့တေးကြအောင်လုပ်တင်ပါပြီပေါ့နော်၃ခန်းကျရသေးတယ်မဟုတ်အခန်း၄ခန်းမရသေးဘူးဆိုရင်လည်းဒီမှာ၄ခန်းပြတစ်ခန်းကိုအပီးလုပ်ပြီးတော့ဒီမှာတင်ဖြတ်လိုက်တင်ပါပြီလုံးဝသွားပြီးတော့၃ခန်းသမား၆ခန်းလုံးပြီးမယ်လို့မျှော်လင့်ဖို့ဒီလမှာလုံးဝမဖြစ်ဘူးအဲ့လိုမျိုးပဲယူဆရတယ်နောက်တစ်ခု၄ခန်းသမားကလည်း6ခန်းလုံးပြီးအောင်လုပ်ဖို့ဒီလမှာသိပ်ပြီးတော့အားမပေးချင်ပါဘူးနောက်ဒီဇင်ဘာပြီးသွားရင်တော့အပြီးသက်ချိန်ရောက်ပါပြီအပြီးသက်ချိန်ဆိုတာကဘာလဲဆိုရင် revision ပြန်တဲ့ချိန်ဒီချိန်မှာတေချာပြီးကိုကဘာသမားဖြစ်နေပြီ၄ခန်းသမားဖြစ်နေပြီ၅ခန်းသမားဖြစ်နေပြီ6ခန်းသမားဖြစ်နေပြီဆိုတာကိုကိုတေချာသတ်မှတ်လိုက်ပြီဆိုရင်ဒီအတွက်ကိုကလုံးဝအမြဲတမ်းလေ့ကျင့်နေရမှာပဲ၅ခန်း၄ခန်းမဲကြက်တဲ့သူကလေ၄ခန်းကိုကြိုက်တယ်လို့မေးကြိုက်တဲ့အချိန်မေးကြက်ဖြစ်နေရမယ်ကိုကအရင်က9ရက်ကြက်မှ9ရက်ကို9ရက်လုံးမှ9ရက်ကိုတစ်နေ့2နာရီဆို2နာရီလုံးမှဟုတ်လဲ9ရက်နဲ့မှ၄ခန်း revision ပြီးတယ်ဆိုရင်နောက်ဆိုရင်တဖြည်းဖြည်းနဲ့3ရက်နောက်ဆိုရင်2ရက်အဲ့လိုမျိုး1ရက်အဲ့လိုမျိုးဖြစ်လာမယ်နော်အဲ့လိုမျိုးမြန်ဖြစ်လာအဲ့လိုနဲလာတယ်အဲ့လိုမျိုးရက်နည်းနည်းလေးနဲ့ပေါ့ဒီလိုမျိုးပြီးလာနိုင်စွမ်းရှိတယ်ဆင်ပြေလာနိုင်စွမ်းရှိတယ်ဆိုရင်အဲ့ဒါကကိုနောက်ပိုင်းဒီပေါ့ဒီရက်တွေအများကြီးပေါ့နော်ဒီပေါ့မြန်မာစာအင်္ဂလိပ်စာသင်္ချာ chemistry ဒါယူပဗေဒဘာကိုကြော်ဖြတ်လာတဲ့ခါကျရင်ဒီမှာမှတ်ဉာဏ်ကကြံပါမယ်နော်အဲ့တော့မှတ်ဉာဏ်ကကြံပါမယ်အဲ့လိုမျိုးသူ strategy ပေးခြင်းဘယ်လိုပေးမလဲဆိုရင်ကိုကအရင်ဆုံးအခုသတ်မှတ်ထားတော့9ရက်နဲ့ကြက်လို့ပြီးရဆိုတော့တစ်ခါကြက်တဲ့ခါကျရင်4ရက်5ရက်အဲ့လိုမျိုးရက်တွေကိုတဖြည်းဖြည်းနဲ့ short ပြီးတော့revision ကိုမြန်ပြန်နိုင်တယ်ကိုယ့်ရဲ့မှတ်နိုင်စွမ်းပို့ပြီးတော့ကောင်းလာတယ်လို့ဒါတစ်ပေးပါတယ်နော်ဒါတစ်ပေါ့အပြီးသက်ချိန်မှာအဲ့ဒါမျိုးတွေကိုအဓိကလုပ်တင်ပြီးအပြီးသက်ချိန်မှာဘာလုပ်မလဲဆိုရင်တခြားဘာသာတွေလည်းရှိသေးအောင်တခြားဘာသာတွေအတွက်လည်းအချိန်ပေးထားရမယ်ပြီးတော့ကိုယ့်ဘာသာကိုလည်းတစ်နေ့ကိုဘယ်လောက်ကြက်ပြီးအောင်လုပ်ထားရမယ်ပြီးရင်နောက်ပါလဲဆိုရင်သူချို့တွေလည်းလုပ်ကြရဘယ်လိုလုပ်ကြလဲဆိုရင်ပေါ့နော်ဘိုင်ယိုကတချို့ကျွန်တော်ရဲ့ဒီဆီယာမပြောရဲဆိုရင်ပေါ့တချို့တွေကဘာလို့ဆိုဘိုင်ယိုကိုလောကလို့ဖြတ်ချက်တယ်ဆိုတာဒီဘိုင်တိတ် S ဆိုတည်းရဲ့အဲ့ဒါကိုလုံးဝဖြတ်ကျက်လိုက်တယ်ပေါ့နော်လုံးဝဖြတ်ကျက်လိုက်တယ်ဖြတ်ကျက်ပြီးတော့မှနောက်တစ်ဘာသာသွားရပေါ့နော်အဲ့လိုသွားတဲ့နည်းလည်းရှိတယ်ဒါပေမဲ့ကျွန်တော်အကြံပေးချင်တာဘာကိုအဲ့လိုလဲကြက်တရက်တီးတန့်လဲကြက်တယ်လို့နေ့တိုင်းတစ်ခန်းပဲဖြစ်ဖြစ်လဲကြက်ဖို့ပေါ့နော်တောင်းဆိုချင်ပါတယ်ဘာလို့လဲဆိုတော့အဲ့လိုကြက်တာလို့ပါမယ်ဘာကိုကအဲ့လိုဆက်အမြဲရှိနေခြင်းပေါ့နော်ဖြစ်ပါတယ်အဲကြောင့်6ခန်းမှာတစ်ခန်းလောက်ပဲဖြစ်ဖြစ်တခြားဘာသာနေ့မှာတစ်ခေါက်လောက်ပြန်နှွေးရတယ်အရန်ကိုကြိုးရှိရလို့ပါပေါ့နော်အဲ့ချိန်တွင်မှာဘာကိုအပြီးသက်ချိန်မှာ revision လာပြန်ဖို့အာရုံစိုက်စေချင်ပါတယ်ဒီချိန်မှာ objective တွေဟိုလဲပုံနေစာရေးတွေပဲဟိုလဲလုံးဝမသိတာမရှိတော့ဘူးကိုကနားမလဲတာဆိုတာမရှိတော့အောင်အဓိကလုပ်စေချင်ပါတယ်ကိုကအဲ့ချိန်ကျရင်တော်အားနည်းချက်နေသွားပြီပေါ့နော်အားနည်းချက်နေအောင်ဖြစ်စေချင်ပါတယ်ဒီ small goal အနေနဲ့ကအခုစက်တင်ဘာလနိုဝင်ဘာပေါ့နိုဝင်ဘာလေးရောက်နေဆိုတော့သူက small goal တွေနဲ့တွေးရမယ်ဆိုနှစ်ချက်ရှိရပါလဲပုံမှန်နှွေးရံနဲ့အသစ်ကြံ့ရံဆိုပြီးတော့2မျိုးရှိတယ်အသစ်ကြံ့ရံမှာ၄ခန်းသမားရပါလဲ၄ခန်းသမားရဆိုရင်ကျန်တဲ့တစ်ခန်းတွေကိုအသစ်ကြက်ထားရမယ်ပုံမှန်နှွေးရံဆိုရင်3ခန်းကျန်ရင်3ခန်းကိုပြအောင်လုပ်ထားရမယ်၅ခန်းသမားရဆိုလဲကိုကအခုဆို4ခန်းပြီးပြီဆိုရင်ကိုကဘာလုပ်ထားရမလဲဆိုရင်နောက်တစ်ခန်းကိုသိကြရမယ်ဖြစ်တယ်လို့ဒီ၄ခန်းကိုလည်းပုံမှန်နှွေးနိုင်အောင်ကြိုးစားအဲ့ဒါမျိုးလုပ်ရမှာပေါ့နော်ချစ်မှာကျွန်တော်အများကြီးပြီးသွားပြီဆိုတော့ဒီမှာနည်းနည်းချွာဖြစ်သွားဒါဆိုလည်းပုံမှန်နှွေးရမယ်နောက်အသစ်ကြံ့ရန်နောက်ကိုပါလေအပြီးတက်ဖို့လည်းတစ်ခါလေးလုပ်ရမှာပေါ့နော်အဲတစ်ခါဒီမှာအသစ်ကြက်ဖို့ဒီမှာခွင့်ပြုထားတဲ့နိုဝင်ဘာနဲ့ဒီဇင်ဘာအသစ်ကြက်တာကနည်းလေးပေါ့ကိုအဆင်ပြေသေးရင်အချိန်ရသေးကြက်လို့ရတယ်တခြားဘာသာတွေထိခိုက်မှာဆိုလို့ဒီမှာတိတ်အသစ်ကြက်ဖို့မပေးဘူးပုံမှန်ကနှွေးရမယ်နောက်ကိုမသိတာမရှိအောင်ဒီပုံနေစားတွေ label တွေမကြံ့အောင်တက်ခန်းဆိုရင်တက်ခန်းဒင်ပြည့်ကြက်ပြည့်ဖြစ်နေအောင်
တေချာလှုပ်စေခြင်းတဲ့အကြောင်းအပိသက်ရန်ဆိုပြီးတော့ထည့်ထားပြရပါနောက်ကြတော့အပိသက်ခြင်းမှာကြတော့ဗာလဲပုံမှန်တွင်နောက်ဆုံးဖြစ်သွားပြီပုံမှန်တွင်မယ်နောက်သူ့မှာလုံးဝအပိသက်မယ်ပုံမှန်လေ့ကျင့်မယ်ဆိုတဲ့ဟာပဲကြံ့မှာလို့တယ်ဥပမာပြောရရင်ဘာနဲ့တူလဲဆိုရင်အရှိပိုင်းမှာဒါလက်ဝိသမားတယောက်နဲ့ပြောမယ်ဒီအပိုင်းမှာအကွက်တစ်တွေတင်တယ်ပေါ့စက်တင်ဘာနိုဝင်ဘာမှာအကွက်တစ်တွေတင်တယ်ဒီအကွက်ဒီနိုဝင်ဘာဒီဇင်ဘာမှာဆိုအကွက်တစ်ကိုတေချာအနေထားကြအောင်လုပ်ဒီမှာကြတော့လုံးဝအကွက်တစ်ကိုလုံးဝအပီးပြင်းအားထုတ်ပြီးတော့ပဲလေ့ကျင့်တာပဲလုပ်တော့တယ်လုံးဝအဲ့ကွက်တစ်ကိုပြောင်းတာမျိုးမလုပ်တော့ပကောကလုံးဝအစကတည်းကဒီရွေရထားကိုတိုင်းပဲဆက်ပြီးတော့သွားတော့နော်ဘယ်လိုပြောလို့ရပါတယ်နောက်တစ်ခုမေကွန်းဟောင်းကအရေးကြီးပါတယ်မေကွန်းဟောင်းကိုအရေးကြီးဆိုဟာမေကွန်းဟောင်းကိုကြည့်ရင်ငါတို့ကတော့ခုံထွက်ပြီလားမဟုတ်ပါဘူးမေကွန်းဟောင်းကြည့်ရင်တော့တော်တော်များများအောင်မှုများပါတယ်နော်မေကွန်းဟောင်းကြည့်ရင်အောင်မှုများတယ်အောင်မှုသိကြတယ်ဘာလို့ဆိုမေကွန်းဟောင်းကစာရဲ့တော်တော်များများမေကွန်းဟောင်းမှာပါပြီးသားမို့စာရဲ့တော်တော်များများမေကွန်းဟောင်းမှာတကယ်တော့ပြောမှာမဟုတ်မေကွန်းဟောင်းအကုန်ကြည့်တဲ့သူကတော်တော်လေးကိုတော်တဲ့သူပါဘာလို့ဆိုဒီလက်တွေ့နော်တေချာကြည့်လိုက်မေကွန်းကအခုနှစ်စာရှိတယ်အဲ့နှစ်စာကိုပုံလိုက်စာပြန်နှိပ်လိုက်ပုံလေးစာကိုပဲပြန်ထွက်လာတေချာပြောရဲ့အဲ့မေကွန်းဟောင်းနေပုံလိုက်နော်မေကွန်းဟောင်းကြည့်ပါတယ်ဆိုတဲ့သူမေကွန်းဟောင်းနေအကုန်တေချာကြည့်ပါတယ်ဆိုဟုတ်တယ်နှစ်စာလုံးကြည့်အဲ့မေကွန်းဟောင်းတွေကိုသာပုံလိုက်စာတွေအကုန်ပြန်စီလိုက် test book ထွက်လာလောက်ဆိုရင်တော့နားလည်ပြီထင်ပါတယ်နော်ဒါ test book ပါပဲမေကွန်းပဲကြည့်မေကွန်းကိုကြည့်ပြီးတော့ဂုဏ်ထွက်ရဆိုထွက်မှာပေါ့ဘာလို့လဲဒါ test book ပဲလေဘာမှအကုန်လုံးပဲမှန်ပြောရင်ဒါတစ်နှစ်စာတော့မေကွန်းအများကြီးထွက်တာဟုတ်နော်ဘာလို့မေကွန်းကမြန်မာပြည်မှာအများကြီးထွက်တော့အဲ့တစ်နှစ်စာကိုဒါပုံလိုက်ပြီးတော့စာပြန်စီလိုက်နော်နှစ်နှစ်စာတောင်ညားအောင်မယ်တစ်နှစ်စာကိုသာပုံလိုက်စာပြန်စီလိုက်အဲ့ဒါပုံလေးစာကိုပဲနှစ်နှစ်စာရင်တော့ပြောမနေနဲ့တော့စာမျက်နှာပါလာမလားမသိအဲ့လောက်ပုံလေးစာကိုကြည့်ပဲပါတာပေါ့နော်အဲ့ကြောင့်မေကွန်းဟောင်းကိုကြည့်မယ်ဆိုရင်တော်တော်များများဘာကောင်းလဲဆိုရင်မေကွန်းဟောင်းကနေနော်ဒါအကြံပေးလိုက်အရှိမရှိရဲ့ပုံနေနဲ့ပြတ်တဲ့ပြဿနာကိုလည်းဒီမှာတစ်ခါလေးအကြံပေးလိုက်ဘာလဲဆိုရင်မေကွန်းဟောင်းကပုံတွေကိုတေချာကြည့်ထားပါဘာဖြစ်လဲဆိုတော့မေကွန်းဟောင်းကပုံက तू မေးလို့ရတဲ့ပုံမို့လို့ तू မေးထားတာလေဟုတ်တယ်ပေါ့မေကွန်းဟောင်းကပုံကိုဒါတေချာကြည့်ပုံကြောင်းရှင်းပြမယ်နော်ပုံကြောင်းဒီမှာရှင်းပြမယ်မေကွန်းဟောင်းကပုံတွေကိုဒါတေချာကြည့်အဲ့ဒါ तू မေးလို့ရလို့ तू မေးတာချို့ပုံတွေကတကယ်မေးလို့မရဘူးခက်ခဲတယ်ဘာပုံဆွဲရတယ်မဖြစ်နိုင်အောင်သူမမေးခဲ့ဘူးဘာလို့လဲ तू သိရလေသူတို့ဒီဆရာမကြီးရဲ့နားလေကြောင့်ဒါတော့များပြားတဲ့မေကွန်းတွေမှန်ပြောဆရာမကြီးတောင်တော်တော်ထုတ်ယူရမှာဘာလို့လဲဆိုတော့မေကွန်းတွေကများပြားစွာမြောင်များစွာထုတ်ရတာဆိုတော့ထက်လည်းမထက်ရဘူးအဲ့ဒီဟာလည်းမဖြစ်နိုင်တဲ့မေကွန်းမထုတ်ရအောင်မထုတ်ရတဲ့အခါမှာပုံကလည်းဖြစ်နိုင်တဲ့ပုံပဲထုတ်ရတယ်မေကွန်းကအများကြီးပုံကလည်းအများကြီးဆိုတော့ကျွန်တော်ခဏပြောသလိုဒီမေကွန်းတွေအားလုံးကပုံပြီးတော့စာပြန်ရိုက်လိုက်ပုံလေးစာကိုပဲထွက်လာမယ်ဆိုတော့သိကြတယ်မေကွန်းဟောင်းမှာပါတဲ့ပုံတိုင်းဟာသိကြတယ်ဘေးလို့ရတဲ့ပုံဆွဲတင်ဆွဲထိုက်တဲ့ပုံလေးပဲမေးလို့ရတဲ့ပုံလေးပဲမေးတင်တဲ့ပုံလေးပဲမေးခွင့်ရှိတဲ့ပုံဖြစ်တယ်အားကြောင့်ပါလေမေကွန်းဟောင်းကပုံကတေချာကိုလေ့ကျင့်ထားမယ်ကဲဟုတ်ပြီကိုကဘယ်ပုံဆွဲရမှန်းမသိဆိုတေချာမေကွန်းဟောင်းဖွင့်လိုက်အဲ့မှာမေကွန်းမှာပါတဲ့ပုံတွေကိုသာ test book မှာအမှတ်လေးချစ်ပြီးတော့မှတ်ထားလိုက်တေချာပဲအဲ့ပုံပဲလွဲစရာအကြောင်းမရှိဘူးအဲ့ပုံကမဖြစ်မနေကိုလေ့ကျင့်ရမယ့်ပုံတွေမှာပါဟုတ်ပြီကိုဘာပါမလဲဆိုတာမသိရမဟုတ်ကိုကပါလဲဘာပါခွင့်ရှိလဲဆွဲလို့ရတဲ့ပုံဘာဖြစ်လဲဆိုတာကိုမေကွန်းဟောင်းကနေတစင်ကိုယ့်ပုံလေးစာအုပ်တွေကမှမှတ်ထားပြီးတော့အပိုင်းတေချာလှုပ်ထားတင်ပါတယ်နော်အဲကြောင့်ဒါပုံနဲ့ပတ်သက်ပြီးတော့ပြောသွားတယ်နောက်တစ်ခုပုံနဲ့ပတ်သက်ပြီးအရေးကြီးရလို့နောက်တစ်ခုရှိရပါတယ်မေကွန်းဟောင်းကိုအခုချိန်မှာလေ့ကျင့်ကောင်းပါတယ်အတော်ကောင်းတယ်ကိုကနာမည်တစ်ခုရှိရမေကွန်းဟောင်းကများကင်နေကောင်းတယ်အခုစာချုပ်စာအုပ်တွေထွက်တယ်chapter 2ဆိုရင်ဒီမေကွန်းဟောင်းမှာ chapter 2နဲ့ပတ်သက်ပြီးအပိုင်းမိထားတယ်အဲ့လိုရွေးကျင်တာကောင်းတယ်အဲ့ဒါရွေးကျင်တာကောင်းတယ်ဟိုကွာအခန်း1နဲ့2 3ပြီးခဲ့အခန်း1နဲ့2 3ပြီးထားရဆိုရင်ကျုပ်မေကွန်းဟောင်းစာအုပ်တွေမှာဆိုပါတယ်စာအုပ်တော့မမှတ်မိတော့ဘူးအဲ့ဒီမှာဆိုရင်ဗာလဲဆိုရင်ကွာအခန်း1နဲ့2တွေပါပြီးထားရဆိုရင်အဲ့ဒီမှာအခန်း1နဲ့2ကိုသူကတစ်ခါထုတ်ထားပြီးအဲ့ဒါကိုရွေးလုပ်လိုက်တော့အဲ့ဒါပြီးတော့အဓိကသူကဗာမေကွန်းပုံစံနဲ့တစ်ခါဖြစ်တယ်ပေါ့ဟောဆိုရင်ဒါကအခန်း1ကအခန်း2ကကွာအဲ့လိုမျိုးသိမယ်ဒါမှမဟုတ်တမတ်တန်နေမှာဆိုလဲအခန်း1နဲ့2ပါတယ်ပေါ့နော်နောက်တစ်ခုရှိတာကဒီချက်မှမဟုတ်ဘူးကွာ
မသိဘူးဆိုရင်မေကွန်းပုံစံမှာရှိရင်မေကွန်းပုံစံလေးရှင်းပြပေးအောင်မဖြစ်နေမေကွန်းပုံစံကဘယ်လိုလာမေးလဲဆိုရင်တိချို့လည်းသိကြမှာပါဒီရှင်းတရား train တော့နော်ဘယ်လိုမေးလဲဆိုရင်1 2 3 4ဆိုပြီးအဲ့လိုမေးွားတာများတယ်ပေါ့နော်အခန်းgarment တန်ဆိုလည်းအဲ့လိုအခန်း1အခန်း2အခန်း3အခန်း4အဲ့လိုမေးွားတာများတယ်မေးွားရများတဲ့အတွက်ကြောင့်မရွေးတောင်မှ၄ပုတ်ပဲရွေးပါမေးအောင်ဆိုမှအောက်က2ပုတ်တဲက9 6တရားဘယ်လိုပယ်ကြရအောင်ရှိရဆိုတော့ကိုကအဲ့လိုမေကွန်ဟောင်းရှိပြီဆိုရင်ဗာလဲကိုက1 2 3 4ချက်ပြီဆိုဟုတ်ပြီမေကွန်ဟောင်းဖြည့်မယ်ဟေ့ဆိုရင်ဗာလဲ1ဖြည့်2ဖြည့်3ဖြည့်4ဖြည့်အဲ့လိုဖြည့်ပြီးတော့ကိုယ့်ရဲ့လုံနိုင်တဲ့ကိုမဖြည့်ရတဲ့အပိုင်းမျိုးဘယ်လိုလေ့ကျင့်မှာပေါ့နော်အဓိကကဗာလဲခဏတော့ပြောသလိုကိုက revision ပုံမှန်ပြန်သလိုပဲမေကွန်ဟောင်းကိုလည်းစာမုံပွဲမှာမကြောင်တော့စာမွဲမွဲဖြည့်တယ်ဆိုတာကစာကြက်ရုံတင်မဟုတ်စာမုံပွဲဖြည့်ခြင်းလုပ်ငန်းစဉ်မှာပါတယ်ပြောပြပါမယ်နော်စာမုံပွဲဖြည့်ရဆိုတော့1စာမွဲဖြည့်ဖို့စာလေးကြက်လာပြီ2စာမုံပွဲကိုလည်းဖြည့်ရစာရပါစေစာမွဲမဖြည့်နိုင်လဲစာမွဲကြတာပဲအဲ့အတွက်ကြောင့်စာမွဲဖြည့်တဲ့လုပ်ငန်းစဉ်ကအရေးကြီးအဲကြောင့်စာမွဲဖြည့်တဲ့လုပ်ငန်းစဉ်မှာအတော်အရေးပါတဲ့စာမုံပွဲကိုကျွမ်းကျင်အောင်စာမုံပွဲဖြည့်တတ်အောင်လေ့ကျင့်ဖို့အတွက်ဗာလဲစာမွဲမှာမကြောင်သွားဖို့အတွက်မေကွန်းဟောင်းနဲ့ကြိုပြီးတော့ကိုယ့်ဘာကိုအိမ်မှာအချိန်တတ်မှတ်ပြီးတော့လေ့ကျင့်ဖို့အတွက်အထူးလိုအပ်ပါတယ်ကျူရှင်တက်တယ်ကျူရှင်ကလေ့ကျင့်မယ်ဆို no problem ပြဿနာမရှိဘူးဘယ်သူတွေမှာအရေးကြီးလဲဆိုရင်မြန်မာပြည်မှာများတဲ့ set study မြန်မာပြည်မှာကြုံတွေ့ရုံကများတဲ့ set study သမားတွေရှိတယ်ချို့တွေ bio set study လုပ်တဲ့လူရှိအဲ့သမားတွေမှာအရန်ကိုမေကွန်းဟောင်းကအရန်ကိုအရေးကြီးပါတယ်မေကွန်းဟောင်းနဲ့လုံးဝမလေးမကျင့်ပေးလို့မရဘူး set study သမားတွေအနေနဲ့လုံးဝမေကွန်းဟောင်းကိုလေ့ကျင့်ရပါမယ်မေကွန်းဟောင်းနဲ့ကိုဟာတကယ်ဖြည့်တယ်လို့လေ့ကျင့်ထားမှာစောင့်မွဲမှာကိုယ့်ရဲ့ဖြည့်နိုင်စွမ်းကထွက်လာမှာဖြစ်တယ်ကိုကပုံမှန်တခြားပုံမှန်ကြက်တယ်လို့ပဲမေကွန်းဟောင်းနဲ့လေ့ကျင့်ခြင်းအရန်ကို set study သမားတွေအတွက်ရေးပါပါတယ်။တော့ set study သမားတွေအတွက်အထူးပြောပြလိုက်ပါတယ်။မအောင်ဒီမှာပါခဲ့ပြန်ဘာကိုဂုံလူးဆိုတာတဲ့ကိုကြက်ထားတဲ့၄ခန်း၅ခန်းရှိမယ်6ခန်းရှိမယ်နော်အနောက်ပိုင်း3ခန်းသမားတော့ဂုံလူးတဲ့ထဲ့မလုံးဝမပြောဘူးဆိုတော့၄ခန်းသမားဖြစ်နိုင်တယ်ဆိုဖြစ်ကြကိုကြက်ထားတဲ့အခန်းရဲ့ဘာလဲဆိုတမှတ်တန်ရဲ့ပုံရဲ့labelရဲ့ test ရဲ့ကိုအတိအကျဖြစ်နိုင်ခဲ့ခြင်းလို့ပြောတယ်တေချာနားထောင်မှာအတိအကျဖြစ်နိုင်ခဲ့ခြင်းလို့ပြောပါတယ်ဒီကိုတေချာကြက်ထားတဲ့အခန်းမဟုတ်လဲကိုရွေးတဲ့အခန်းကိုကအဲ့ဒါကိုအတိအကျဖြစ်နိုင်ခဲ့ခြင်းလို့ပြောပါတယ်အတိအကျကိုဖြည့်ပါကိုကသူကကိုကအတိအကျဖြည့်ခဲ့ရင်ကိုကများများတွန်းခဲ့ရင်ရမယ်အခန်း9လောက်လုပ်ရင်အနည်းဆုံးအခန်း9လောက်အတိအကျကြိုးစားထားလို့လွဲခဲ့သည်ရှိတော့မှ၄ခန်းလောက်ပဲပေါ့၄ခန်းဆိုကိုကအခန်း9ကြောင်လုပ်ထားဆိုတေချာဂုံတော့ပါမှာပဲကို80နောက်မကန့်ရင်တော့ဗာလဲကိုကတေချာ80ကျော်85ကျော်လဲအဲ့လိုမျိုးအားကြောင့်ဗာလဲဘာကိုဂုံလို့ဆိုတဲ့အထိပဲကိုကြက်ထားတေချာကြက်ထားတဲ့ခန်းရဲ့ဗာလဲ test ရဲ့ပုံရဲ့ဘာလို့ဆိုတော့တမတ်တန်တဲ့ test ကမှမျိုး direct ကြီးထည့်မိတာအဲကြောင့်လုံးဝမှားလို့မရအောင် test ကအတိုင်းအတိအကျဖြစ်လာဖို့လိုတယ်အနီးကပ်ဆုံးအနီးဆက်ဆုံးဖြစ်ဖို့လိုတယ်အဲကြောင့်ဗာလဲတမတ်တန်ကိုတေချာဒီက test ကိုတေချာမှလို့ test ကိုတေချာလုပ်ဖို့လိုတယ်ဒါပေမဲ့ကိုကအဲ့လိုမျိုးတချို့ခန်းနေမကြက်ဖြစ်ဘူးစာအုပ်ပဲပုံမှန်မှတ်ဖြစ်တယ်ဆိုရင်တော့အခုတမတ်တန်စာအုပ်တွေရှိတယ်တမတ်တန်စာအုပ်တွေရှိတယ်နောက်မေကွန်းဟောင်းတွေရှိအဲ့တွေကဟာတွေကိုပဲသဘောတရားကိုနားလည်အောင်လို့တမတ်တန်တွေကိုတခြားပေါ့ကိုမကြက်တဲ့အခန်းဆိုရင်၅ခန်းကြက်တဲ့ဆိုတော့ကိုမကြက်တဲ့အခန်းတွေကတစ်ခန်း၄ခန်းကြက်ဆိုတော့ကိုမကြက်တဲ့အခန်းတွေကတစ်ခန်းကိုကိုအဆင်ပြေတဲ့ခါကျရင်တမတ်တန်လောက်ထားလိုက်ရင်တော့ဖြည့်တတ်တာပေါ့နော်ဆိုတော့အနည်းဆုံး true false လောက်တော့ယုတ်တိမတန်တဲ့မေကွန်းတွေယုတ်တိမတန်ဆိုတော့မဖြစ်နိုင်တော့နော်လို့လွယ်လွန်းတဲ့တမတ်တန်တွေရှိတယ်ကိုကမကြက်ထားလို့မသိလို့မဖြေလိုက်ရလွယ်လွန်းတဲ့တမတ်တန်တွေကိုဖြေနိုင်အောင်ဆိုပြီးတော့9နဲ့6ထဲက9နဲ့6ကိုသဘောတရားကိုနားလည်အောင်လုပ်ပြီးတော့တမတ်တန်တွေဖြေနိုင်အောင်လုပ်ထားမယ်ဆိုလဲတော်လေးကိုပေါ့နော်အဆင်ပြေပါတယ်နောက်တစ်ခုကပုံနဲ့ဒါပေမဲ့နော်တခုရှိတာကတေချာအောင်နော် test နဲ့ပုံနဲ့ label ကိုတော့အထူးကိုကြက်ထားတဲ့ခံတွေလုံးဝရထားမှခဏတော့ကျွန်တော်ပြောတဲ့အောင်မယ်ခုံတူးနဲ့90ကျော်တယ်100ဆိုတဲ့ဟာကိုဖြစ်လာမှာဖြစ်ပါတယ်အဲတော့အဓိကအရေးကြီးရဲ့test ရဲ့ test ကတော့ fundamental မှာလည်းတစ်ခါပါရ test ရဲ့ပုံရင် label က bio ဂုံလူဆိုတဲ့အဓိပ္ပာယ်ပါပဲဘယ်ဒါအရေးကြီးလဲဆိုရင်အရေးကြီးစဉ်များပြမယ်ဆိုရင် test က60% 90% ရှိဘာဖြစ်လို့60% 90% ရှိလဲဆိုတော့ test ကတမတ်တန်လည်းပါလို့ပါနော် test တက်ထား test အားကောင်းတဲ့ကောင်ကတမတ်တန်ကိုတော်တော်ကြီးကိုဖြည့်နိုင်တယ်လို့ပြောလို့ရတယ်ရောက်60ကနေ90ရှိတယ်အမှတ်အားဖြင့်လည်းသူအားလောက်ရှိတယ်နောက်တစ်ခုကတမတ်တန်10ကနေ20ကနေရှိပါတမတ်တန်ဘယ်လောက်လဲဆိုရင်ဘာလို့မှတမတ်တန်အလုံးမအရေးကြီးရပိုင်းဘာကြောင့် test ပိုင်းနေသူကတမတ်တန်မှာတစ်ခါရပိုင်းကြောင့်တော်တော်အဆင်ပြေပါတော့အမှတ်30လောက်သူကရှိတယ်
အဲကြောင့်တမတ်တန်ကလည်း10ရာ20ရာခိုင်နှုန်းထိအရေးကြီးတယ်ဒါပေမဲ့မဖြစ်မနေဂုံလူထွက်ဖို့အတွက်အရေးပါတဲ့နေရာပြောလာမယ်ဆိုရင်တမတ်တန်တင်မဟုတ်ပုံနဲ့လေပဲကလည်းအလွန်မှအရေးပါပုံနဲ့လေပဲမပါသွားတဲ့ bio ဆိုတာမရှိပါဘူးငါ bio ဆောင်ကပုံနဲ့လေပဲမပါပါဘူးဆိုတာမရှိပါဘူးအဲကြောင့်ပါလေပုံပြောရရင်ပုံနဲ့လေပဲပါမယ်မသိဘူးအဲအတွက်ကြောင့်ပုံရောလေပဲရောကလေ့ကျင့်တဲ့အပြင်မှာပါတယ်ကိုကြက်ထားတဲ့ခန်းဒီကအခန်းလို့ပြောလို့ရတယ်ပေါ့နော်ကိုကြက်ထားတဲ့အခန်းတွေကပုံရောလေပဲရောအပိုင်လုပ်ထားဖို့လွယ်ဒီမှာရာဂိုင်နှုန်းလိုက်ခွဲတယ်ဆိုပေမဲ့ပေါ့နော်ဒါကသူတို့ရဲ့ပါဝင်အားဥသာပြောတာဖြစ်ပြီးတော့ကိုကဒါအမှတ်ပိုင်းကိုပြောပါပြီးအမှတ်ကအဲ့လောက်ထိကြားရာဂိုင်နှုန်းတွေမှာရှိနိုင်ကြီးရှိတယ်အနည်းဆုံး60အတမတ်တန်ကပါလဲ30လောက်ရှိမယ်ဒါချာတမတ်တန်30လောက်ရှိမယ်ကတော့ဆို50လောက်ရှိမယ် sorry နည်းနည်းများသွားတယ် sorry 40လောက်ရှိမယ်နောက်ပုံနဲ့စာနဲ့လေပဲပါခြင်း10ရာခိုင်နှုန်းလောက်ရှိမယ်ဆိုအမှတ်ကိုဒါကပြောသွားခြင်းဖြစ်တယ်ပေါ့နော်ဒါအမှတ်ကိုပြောသွားခြင်းဖြစ်တယ်တကယ်တော့ကိုလောက်ရမှာပါလဲတေချာမှတ်ထားမှာပါလဲဆိုရင်နောက်ကိုတေချာမှတ်ထားမှာပါလဲဆိုလို့ရှိရင်ဒီအခန်းလေးကဆိုအခန်းလေးမှာပါတဲ့ test ရောပုံရောလေပဲရောတေချာပိုင်အောင်ကြက်ထားမှာဖြစ်ပါတယ်နောက်ကကျတော့ time အခုပေါ့နော်နောက်ဆုံးတစ်ခုကြံသွားတာမကြံသွားတော့မသိပေမဲ့ဒါစိတ်ထဲပေါ်တဲ့ဥစ္စာတစ်ခုပြောမယ်ဆိုရင်ကိုကအခုနောက်ပိုင်းမှာကျွန်တော်သတိထားမှာဗါလဲဆိုရင်ကိုက revision ကိုပြန်နိုင်အောင်စူးစမ်းရမယ် revision အမြဲပြန်နိုင်အောင်စူးစမ်းရမယ်နောက်တစ်ခုရေးမလားမရေးမလားကိစ္စကိုလည်းဒီမှာတစ်ခါပြောသွားပါမယ်နော်ရေးမလားမရေးမလားကရေးကိုရေးရပါနော်ရေးကိုရေးရပါမရေးတာကိုအားမပေးပါဘူးဆောင်းပွဲမှာဒါပေမဲ့တစ်ခုရှိရတချို့ကမရေးတာကျူရှင်မှာဆောင်းပွဲပြင်တော့ဖြေနိုင်တယ်ဆို okay ရတယ်ကိစ္စမရှိဒါကျူရှင်သမားတွေပြောတာနော်ကျူရှင်သမားတွေကပါလေကိုကတော့အဲ့ဒါမှမရေးဘူးရေးချက်လေးမရှိဘူးဒါပေမဲ့ကျူရှင်ကဖြေတယ်ကျူရှင်ကဖြေမှာဖြေနိုင်တယ် AC ပဲဆိုရ AC ကိုစီပါမရှိဘူးဒါပေမဲ့ကိုက set study သမားအဲ့ဒါကိုဘာလုပ်လဲဆိုရင်ကြက်အောင်လည်းကြက်ထားတယ်သိကြတယ်အဲ့ဒါကွဲမှာ100ခန်းလုံးကွဲမှာပြောရင်process study မှာဆိုရင်မဖြစ်မနေကိုယ့်ဘာကိုရေးချင်းရေးရမယ်ဟုတ်ပါတယ်မျိုးကောင်းလို့တရားကတော့ရေးချင်းလို့ပါတယ်နော်ရေးမလားမရေးမလားမေးကြရတဲ့အတွက်နော်ဟုတ်ပါပြီဟုတ်မယ်ဟုတ်နောက်ပိုင်းတတိယတာရှိရင်လိုအပ်တာရှိရင်နောက်တစ်ခေါက်ပြန်ပြီးတော့ပြောပြပါမယ်နော်ဟုတ်ကတော့ဒီ video ကတော့ဒီလောက်ပါပဲဘယ်လိုအပ်တာရှိသေးတယ်ဒါနဲ့မသိသေးတာပေါ့နော်ဒါနဲ့ပတ်သက်ကိုအခုပြဿနာတစ်ခုကြုံတွေ့ရရှိရဆိုရင်ဒီ video comment အောက်မှာမှန်သွားပြီလို့ရပါတယ်အားလုံးသိမိကြပါ